Hello guys, welcome to my channel. My name is Pamiter. Today I'm going to share one message. The message of the title is knowledge about conversation between grandparents and grandson. အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel လေးကနေ new video စာပြန်လေးကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ပုံမြင်တာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ sharing လုပ်ပေးခြင်းတဲ့ message လေးကတော့ဖိုးဖွားမြတ်နဲ့ကလေးတွေကြားဆက်ဆံရေးဖြစ်ပါတယ် I'm going to share knowledge about conversation between grandparents and grandson. All the grandparents feel alone in the mind, especially those who have lost partner. ဖိုးဖွားမြတ်မှာတို့ထိကြံတဲ့စိတ်လေးတွေရှိကြပါတယ်အထူးသဖြင့်ဖိုးဖွားများတို့ကျင်ဘောနဲ့တွဲပေါ်တွေဆုံးရှုံးလိုက်ရတဲ့နောက်ပိုင်းမှာဆိုရင်ပိုပြီးမှထိကြံတဲ့စိတ်ကလေးတွေရှိလာတတ်ကြပါတယ် So they want to talk with someone else. In a family, some of the child were free. On that time, the grandparents trying to talk with them. ဖိုးဖွားတွေကတို့ထိကြံမှုတွေကိုဖြေပြဖို့အတွက်ကလေးလေးနဲ့စကားပြောကြပါတယ်အိမ်တဲ့အိမ်မှာဆိုရင်ကလေးလေးတချို့ကလေးလေးကအားနေတတ်ကြပါတယ်အဲ့ဒီအချိန်မှာဖိုးဖွားတွေကအဲ့ကလေးလေးတွေကိုစကားပြောဖို့ကြိုးစားကြပါတယ် But in the modern day, most of the children like to watch mobile phone or television. If the child were below 10 years, they were left to watch mobile phone. ဒါပေမဲ့ဒီနေ့ခေတ်မှာဆိုရင်ကလေးတော်တော်များများဖုန်းနဲ့ TV ကိုကြည့်ကြတာကြိုက်ပါတယ်။ကဲ၍စနေအောက်ကလေးငယ်တွေဆိုရင်တို့ဖုန်းကြည့်ရတာကိုအနဲ့တဆုံးဖြစ်ပါလိမ့်မယ်။အဲ့ဒီဖိုးဖွားတွေကအဲ့သူတို့ဖုန်းကြည့်နေတဲ့အချိန်မှာစကားတွားပြောဖို့တခါတည်းစူးစမ်းလိုက်ပါမယ်။ On that moment, they might refuse badly. In the children's mind, the grandparents are too noisy. But in the other side, the grandsons and daughter behave obviously. They will watch them all the time. ကလေးလေးတွေကတို့မထင်ထားတဲ့အနေထားကနေတို့ဖိုးဖွားရဲ့စိတ်ထဲမှာပေါ့ဗျာရိုင်းဆိုင်နေဆိုတဲ့ခံစားချက်နဲ့တုံ့ပြန်လိုက်တာမျိုးတွေရှိပါတယ်အဲ့ဒီချိန်မှာဖိုးဖွားရဲ့မိထဲမှာတော့ဒီငါတို့ရဲ့မြေလေးတွေရိုင်းဆိုင်လာလားဆိုတဲ့စိတ်ကလေးတွေဝင်လာတတ်ကြပါတယ်ပေါ့ဗျာဒါပေမဲ့ကလေးတွေပဲချမ်းသာကြတော့အဖိုးကဖွားတာတို့ဖုန်းကြည့်နေတဲ့အချိန်မှာအဖိုးဖွားလက်ထောက်ရှိတယ်ဗျာဘာညာပေါ့ဗျာဟိုစိတ်ထဲမှာတို့ထင်တော့တတ်ကြပါတယ်အဲ့ဒီချိန်မှာဖိုးဖွားတွေကကလေးတွေကိုတောက်လျှောက်စောင့်ကြည့်နေကြပါတယ်သူတို့ရှိပါဆိုရင်ပေါ့ဗျာ They will scold their grandsons and daughter even small mistake also in order to avoid the wheel we must talk with our grandparents we must wipe the loneliness of our grandparents ဒီဖြစ်စဉ်တွေကိုကျွန်တော်တို့ရှောင်ရှားဖို့ဆိုရင်ကျွန်တော်တို့အဖိုးဖွားတွေနဲ့စကားများပြောပြရမှာပဲကျွန်တော်တို့အဖိုးဖွားတွေကိုသူတို့ရဲ့ထိချံမှုကိုဖြေဖျောက်ဖို့ရအတွက်ကျွန်တော်တို့နဲ့စကားပြောပြရမယ်အဲ့ဒီရဲ့ထိချံမှုကိုလုံးဝဖြစ်ပလိုက်ရမယ် We learn general knowledge from our grandparents general knowledge we must behave politely in front of our grandparents we must spend some of the time together with them ကျွန်တော်တို့ဖိုးဖွားရစီကနေလေးလာစားလေးလာမယ်တင်စားလေးတင်ကြရပါမယ်ကျွန်တော်တို့မြန်မာမှာတော့စကားပုံရှိရပါဗျာတကြီးစကားတင်ငယ်ချာဆိုတဲ့စကားပုံလေးတော့ရှိရပါဗျာအဲ့လိုပဲကျွန်တော်တို့ဘုဒ္ဓတာတွေကိုကျွန်တော်နားထောင်ကြရပါမယ်အဲ့မှာကျွန်တော်တို့ရဲ့နောက်လာတာလေးတွေကိုပြန်လဲညှောက်ပေးကြရပါမယ်အဖိုးဖွားတွေကိုကျွန်တော်တို့ချိန်လေးတွေပေးမှဖိုးဖွားနေအတူနေကြပါမယ် Thank you for watching my video. If any mistake in there, please feel free and listen. ကြည့်ရှုအားပေးကြတဲ့ကြောက်ရှင်းစရာကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်။ကြည့်ရင်ကျွန်တော်ခုပြောရတဲ့စာပိုင်လေးထဲမှာအမှားယွင်းတွေရှိရင်ဖြစ်ဆုံးထားမှုကြဖို့ပြထားရပါတယ်။ Wait. And to give the main message
in this video. On this modern day, children like to watch mobile phone. They didn't even give single minute to our grandparents. We must give even 1 hour or 2 hours to our grandparents because they feel loneliness and they're an happiness persons. We must change and avoid the loneliness of our grandparents. That is my main message. Thank you. ဒါကတော့ဒီဗီဒီယိုလေးရဲ့အဓိကပေးခြင်းတဲ့ main message ဖြစ်ပါတယ်။ဒီနေ့ခေတ်မှာဆိုရင်ကျွန်တော်တို့ကလေးတွေကဖုန်းကြည့်ရတာကိုအလိုနှစ်သိကြပါတယ်။ဒါကြောင့်အဖိုးဖွားတွေကိုတမီးနဲ့လည်းကောင်းမှစမပေးကြပါဘူး။သူတို့ရဲ့ဖုန်းနဲ့စာနဲ့အကြောင်းနဲ့လည်းလုံးဝနေကြပါတယ်။ဒါပေမဲ့အဖိုးဖွားတွေကိုကျွန်တော်တို့တနား2နာရီလောက်ဖြစ်နေတိုင်းအချိန်လေးပေးတင်ပါတယ်။ဘာလို့လဲဆိုတော့သူတို့ကထိကျမှုကိုခံစားနေကြတဲ့လူကြီးတွေဖြစ်လို့ပါသူတို့အသက်ကြီးလာတဲ့မြထိကျမှုကိုပိုပြီးခံစားရပါတယ်ဒါကြောင့်ကျွန်တော်တို့ဖိုးဖွားတွေရဲ့ထိကျမှုကိုဖြစ်ဖို့ရအတွက်သူတို့နဲ့အချိန်နည်းချင်းစီလောက်နေတိုင်းရှိဖို့လိုအပ်ပါတယ်ကျွန်တော်အဓိကပေးချင်တဲ့ message တွေကတော့ဒါပဲခင်ဗျအခုလိုဒီဟာလေးကိုတစ်ခုတစ်ခါနားထောင်ပေးကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ် all of you thank you bye